အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကျတော့ Windows Subsystem for Linux ပေါ့ဒီကျွန်တော် Linux OS တွေကိုသုံးနေတဲ့အခါမှာဗာလဲဆိုတော့ Windows ပေါ်မှာဒီ virtual box အနေနဲ့သုံးတာမျိုးမဟုတ်ဘဲနဲ့ Windows OS boot တက်တယ်လို့မျိုးဒီမှာပဲသူ့ရဲ့ Subsystem အနေနဲ့ Linux ကနေအရာတော်လည်းတကယ်ခံစားရမယ်တကယ် Linux installation လုပ်တာမျိုးတကယ် Linux ပုံစံမျိုးနဲ့ကျွန်တော်သုံးရမှာဖြစ်ပါတယ်ဒီကောင်ကကျွန်တော်ဒီ Windows မှာ Linux တွေကိုစမ်းသပ်တဲ့ထဲမှာတော့ဒီနည်းကအကောင်းဆုံးပါပဲအရင်တော့ကလည်းအသုံးလို့ရပါတယ်ဒါပေမဲ့အရင်တော့က Windows Subsystem for Linux ကိုကျွန်တော်တို့သွားပြီးတော့မှဖွင့်တယ်ဆိုတာလွယ်တယ်နော် Windows key နဲ့ R နဲ့ run ဖို့ကို optional feature ဆိုရိုက်လိုက်ကျွန်တော်တို့ optional feature ဆိုတော့ရိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာလာပြီးတော့မှ Windows Subsystem for Linux ဆိုတာလေးကိုဖွင့်ပေး okay နေပြီးရင်သူကဒီဒါကျွန်တော်တို့ဖွင့်ပြီးသားမလို့နော်အဖွင့်ပေးပြီးလို့ရှိရင်ဒါစပြီးတော့သုံးလို့ရတာပေါ့ဆိုတော့နောက်တစ်ခုကအခုထွက်လာကျွန်တော် WSR2 သူက version 2ထွက်လာ version 2ကကျတော့ကျွန်တော်တို့အရင်တော့သုံးလို့ရတယ်ဆိုတော့ဒီ graphical မပါဘူးအခုကျတော့ WSR2 မှာကကျွန်တော် graphical user interface နဲ့လုံးဝဒီ remote desktop ပုံစံမျိုးလုပ်ပြီးတော့မှ Linux တွေကိုတကယ် Linux ရဲ့အရာတာအစစ်လုံးဝအပြည့်အဝ Linux ကနေရောတကယ် Linux feel ကိုလုံးဝခန်းစားစေရမယ့်ပုံစံမျိုးပါကျွန်တော် virtual မှာထက်အများကြီးတောင်းပါတယ်ဘာလို့လဲဆိုတော့ CPU တွေကျွန်တော် graphic တွေအားလုံးဟာတကယ်ကျွန်တော်လက်ရှိသုံးနေတဲ့ host ကိုပဲတွားသုံးတာဖြစ်တဲ့အတွက်ဘာမှမကွာဘူးเนาะအားလုံးကလုံးဝကျွန်တော် real အတိုင်းပဲ real တင်ထားတဲ့အတိုင်းပဲသုံးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပထမဆုံးကတော့ခုန WSR2 version 1ကိုကျွန်တော်ဖွင့်လိုက်ပြီးဒီ version 2ကျတော့တနေရာမှာသွားတောင်းရတယ်ဘယ်မှာလဲဆိုဒီเนาะကျွန်တော် docs.microsoft.com/en-us windows WSR install windows 10ဆိုအဲ့ဒီ link မှာသွားလိုက်လို့ရှိရင်ကျွန်တော်တို့က Windows မှာ WSR ဘယ်လို install လုပ်ရမလဲဆိုတော့ကျွန်တော်ဒီသူပြထားတဲ့အတိုင်းကျွန်တော် live လုပ်သွားလို့ရတယ်เนาะဆိုတော့ဒီမှာကျွန်တော်တို့တစ်ချက်ကြည့်မယ်သူကဒီ latest Linux kernel နဲ့အတူတူ WSR2 ကိုဒီ default အဖြစ်လုပ်ဖို့အတွက်ကျွန်တော်ဘယ်လိုသွားရမလဲလွယ်တယ်အခုဆိုရင်ကျွန်တော်တို့ရဲ့ Windows version ကိုကြည့်ဖို့ဆိုရင်ဒီ Windows key နဲ့ R ကိုနှိပ်လိုက်အထိုးတဲ့အတိုင်းပဲ WIN bar လို့ရိုက်ကြလိုက်ကျွန်တော်တို့ Windows ရဲ့ version เนาะ OS break က1904အနေဆုံးဖြစ်နေရမှာเนาะဒီမှာဆိုကျွန်တော်ဆောက်မှာကျွန်တော်လုပ်တော့ဆို19041ပဲရှိသေးတယ်เนาะဆိုတော့အတိကတော့1904ဆိုရင်စပြီးတော့မှ WSR2 ကိုသုံးလို့ရတယ်ကျွန်တော်သုံးတဲ့ Windows ဟာ home ပဲဖြစ်စေ professional ပဲဖြစ်စေအဆင်ပြေပါတယ်เนาะဒါပြဿနာမရှိဘူးနောက်တစ်ခုကတကယ်လို့မဖြစ်သေးဘူးဆိုရင်ကျွန်တော် Windows update เนาะ Windows update ဘယ်လိုလုပ်လဲဆိုတော့ဒါလည်းလွယ်လွယ်လေးပဲ Windows search bar မှာ update လို့သာရိုက်လိုက်တခါတည်းနဲ့သူကသူ check for update လုပ်သွားလိမ့်မယ်เนาะဆိုတော့ခုနကျွန်တော်ပြောတယ်ဒီကျွန်တော်ဆောက်တဲ့အတိုင်းပဲကျွန်တော်ဒီ link ကိုတွားတယ်အဲဒီ link မှာတွားပြီးတော့ကိုယ်တိုင်စာဖတ်ပြီးတော့လုပ်လို့ရတယ်เนาะပထမဆုံးကျွန်တော်တို့ Windows key နဲ့အားနေတဲ့ optional feature ဆိုရိုက်တယ်ဒီထဲမှာ Windows Subsystem for Linux ဆိုတော့ကျွန်တော်တို့ဖွင့်လိုက်တယ်အဲဒါဆိုရင်တပိုင်းပြီးသွားတယ်ပေါ့အဲ့ဒီကောင်လေးကိုပဲကျွန်တော်တို့ကဒီ PowerShell ပေါ့ PowerShell ဘယ်မှာရှိလဲ Windows key နဲ့ H ကိုနှိပ်လိုက်ဒီမှာဆိုရင် Windows PowerShell admin အနေနဲ့ကျွန်တော်ဖွင့်လိုက်လို့ရတယ်PowerShell ကိုကျွန်တော် admin အနေနဲ့ဖွင့်ထားပြီးတော့